စနေနေ့ကလေကျွန်တော်တို့ဟောပေါ့တော့စားတယ်ရွှေကောင်းပါသူကရန်ဟင်းတွေကလည်းနေသွားတယ်ဗျဝန်ဆောင်မှုကတော့ပို့ပြီးတော့ကောင်းလာတယ်ဝိတာလေးတွေကလေဘေးနားမှာအမြဲဘာတွေလူလဲဆိုတော့အမြဲမေးနေအမြဲတမ်းဒီကိုပေးနေတာရန်ဟင်းတွေကတော့နေသွားတယ်ပင်လယ်စာတွေကလေနည်းနည်းလေးသေးတယ်ပေါ့မိုရှင်လေးနည်းနည်းလေးပိုကြီးသေးခြင်းကနန်းမရတော့ဘူးဗျကနန်းမရတာနည်းနည်းဆိုကနန်းတော့ကျွန်တော်တို့သိမစားပြပါဘူးဗျကနန်းတော့ရစေချင်တာကျွန်တော်တော့ကျွန်တော်ကတော့ရှောက်ရိုက်လောတယောက်နဲ့တယောက်ပြန်ရိုက်နေကြဘာရည်လဲဆိုတော့ဘာရည်လဲဆိုရှောက်ရိုက်နေကြအရာဟင်းရတာပြီးတော့တော်တော်ကောင်းနေဟိုဒီပဲဟင်းရတာမှာအရာဟင်းနေရှောက်ရိုက်တာကျွန်တော်တကယ်ကြီးရိုက်တာအရာဟင်းရမှာပဲကင်းလို့ပါအထီရတယ်အရာဟင်းကတော့နဲတော့နေတယ်ကလေးကတော့မိသားစုတငယ်ချင်းမိသားစုနဲ့လာတော့ပြောနေတာကလေးကတော့ကကြေးကြီးပဲဗျာဝင်ရတော့ကြေးဆိုအေးလူစားရတော့